စိုက်ပျိုးရေးလုပ်ငန်းကနေတိုင်းရာချီရဲ့အကျိုးမြတ်တွေရရှိနိုင်တဲ့ဆိုတာကိုတင်ယုံကြည်နိုင်ပါသလားအခုကျွန်တော်ပြသမယ်အနာဂတ်ရဲ့စိုက်ပျိုးမွေးမြူရေးစနစ်ကတင့်ကိုအံ့ဩသွားစေပါလိမ့်မယ်ဒါကတာမန်စိုက်ပျိုးရေးမဟုတ်ပဲခေတ်မီပြီးအစစ်မြစ်နဲ့ပေါင်းဆက်စိုက်ပျိုးမွေးမြူရေးစနစ် integrated farming system ပဲဖြစ်ပါတယ်ဒီစနစ်ရဲ့ထူးခြားချက်ကတော့တရိษံမွေးမြူရေးနဲ့စိုက်ပျိုးရေးကိုတနေရာထဲမှာတပြိုင်နက်တည်းလှုပ်ဆောင်တာဖြစ်ပါတယ်ဥပမာဒီဗီဒီယိုထဲမှာလို့ငါးမွေးမြူရေးကန်ကထွက်လာတဲ့အညစ်အကြေးတွေကဟင်းသီးဟင်းရွက်တွေအတွက်အကောင်းဆုံးတဘာဝမြေတော်စားဖြစ်လာပါတယ်ဟင်းသီးဟင်းရွက်တွေကဒီအာဟာရတွေကိုစုပ်ယူပြီးကြီးထွားလာတဲ့အခါရေကိုတန့်ရှင်းပေးပြီးငါးကန်တွေကိုပြန်ရောက်စေပါတယ်ဒါကိုတန်တရာလဲတဲ့စိုက်ပျိုးရေးလို့ခေါ်ပြီးရေသုံးဆွဲမှုကို90%အထိလော့ချပေးနိုင်ပါတယ်အပြင်ဓာတုမြေတော်စားတဲ့သုံးဆွဲမှုကိုလည်းလုံးဝဖယ်ရှားပေးနိုင်ပါတယ်ဒီစနစ်မှာအကျိုးပြုဘက်တီးရီးယား nitrifying bacteria တွေကအရေးကြီးတဲ့ကန်တာကနေပါဝင်နေပါတယ်သူတို့ကငါးအညစ်အကြေးတွေကိုအပင်တွေစုပ်ယူနိုင်တဲ့ nitrate လို့ခေါ်တဲ့ nitrate အထိကြောင်းလဲပေးတာဖြစ်ပါတယ်ဒါအပြင်ဒီလိုစနစ်ကဓာတုပိုးသက်စေတွေသုံးဆွဲမှုကိုလည်းလော့ချပေးနိုင်ပြီးတဘာဝအတိုင်းထုတ်လုပ်တဲ့အတွက်ပုံမိုဘေးစင်းပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုရရှိစေပါတယ်ဒီဗီဒီယိုထဲမှာလို့ကြက်ဘဲစားတဲ့တရိษံတွေကိုလည်းပေါင်းစပ်မွေးမြူပြီးတရိษံအညစ်အကြေးတွေကိုမြေတော်စာအဖြစ်သုံးနိုင်တယ်လို့ပိုလျော်တဲ့စိုက်ပျိုးရေးထွက်ကုန်တွေကိုလည်းတရိษံအစာအဖြစ်ပြန်သုံးနိုင်ပါတယ်အကျိုးအမြတ်ပိုင်းကိုပြောရတော့မယ်ဆိုရင်တော့တကယ်ကိုရင်ခုန်စရာကောင်းပါတယ်ပထမဦးဆုံးဝင်ငွေလမ်းကြောင်းများစွာငါဟင်းသီးဟင်းရွက်ဥနဲ့အသားတွေကိုတပြိုင်နက်တည်းထုတ်လုပ်ရောင်းချနိုင်လို့ဝင်ငွေအမျိုးမျိုးရရှိနိုင်ပါတယ်ဒုတိယကုန်ကျစရိတ်တက်တာချင်းဓာတုမြေတော်စာနဲ့ရေခသုံးဖြူခတွေမလိုတော့တဲ့အတွက်ကုန်ကျစရိတ်ကိုအများကြီးလော့ချပေးနိုင်ပါတယ်တတိယနေရာအနှဲငယ်ဖြင့်ထုတ်လုပ်မှုမြင့်သွားခြင်းဒီစနစ်ကနေရာအနှဲငယ်ဘဲမှာစိုက်ပျိုးမွေးမြူမှုမြင့်သွားစွာလှုပ်ဆောင်နိုင်လို့မြို့ပဲနဲ့မြို့စင်ချေဖို့ဒေတာတွေအတွက်အကောင်းဆုံးစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်စတုထာတစ်နှစ်ပတ်လုံးထုတ်လုပ်နိုင်ခြင်းရာသီဥတုအပေါ်မိကိုမှုနည်းသွားလို့တစ်နှစ်ပတ်လုံးစင်ဆက်မပြတ်ထုတ်လုပ်ရောင်းချနိုင်ပြီးတည်ငြိမ်တဲ့ဝင်ငွေဟုရရှိစေပါတယ်ဒါကြောင့်ဒီပေါင်းဆက်စိုက်ပျိုးမွေးမြူရေးစနစ်ကစီးပွားရေးအရာအကျိုးအမြတ်များတုံတင်မကတဘာဝပတ်ဝန်းကျင်ကိုထိန်းလာရရောက်တဲ့ရေရှည်တည်တဲ့နဲ့စိုက်ပျိုးရေးထက်ပါတယ်တင်ရော့ဒီလိုခေတ်မီတဲ့စိုက်ပျိုးရေးစနစ်ကိုစမ်းသပ်ကြည့်ဖို့စိတ်ဝင်စားပါသလားအခုပဲစတင်လေ့လာကြည့်ပါဦး